လာပါခင်ဗျာကျွန်တော်တို့နေတိုင်းရှင်းသားရဒီကဘာကြီးဟာဒီနေ့ထက်တစ်နေ့ပိုပြီးခက်ခဲကြမ်းတမ်းလာသလိုခံစားခဲ့ရဘူးပါသလားသတင်းတွေကိုကြည့်လိုက်ရင်အငင်းပွားမှုတွေစစ်ပွဲတွေမုန်းစကားတွေပြည့်နှက်နေတာကိုတွေ့ရမှာပါဒီလိုအခြေအနေမျိုးမှာမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး an eye for an eye ဆိုတဲ့လက်စားချေမှုဝါဒကပဲအဖြေလားအင်အားကြီးသူကသာအနိုင်ဆိုတဲ့ဂျန်ဂယ်လောကသာအမှန်တရားလားဒီနေ့ကျွန်တော်ဆွေးနွေးသွားမှာကတော့လူသားမျိုးနွယ်ရဲ့အစစ်အမြင့်ဆုံးတော်လှန်ရေးလက်နက်လို့တင်စားကြတဲ့အကြမ်းမဖက်ဝါဒ non violence အကြောင်းပဲဖြစ်ပါတယ်ကြမ်းမဖက်ခြင်းရဲ့စစ်မှန်တဲ့အဓိပ္ပာယ်နဲ့သူ့ရဲ့မယုံကြည်နိုင်လောက်တဲ့စွမ်းအားတွေကိုအတူတူလေ့လာကြည့်ကြရအောင်ကြမ်းမဖက်ဝါဒလို့ပြောလိုက်ရင်အရှုံးပေးတာအညံ့ခံတဲ့ပြုတ်ညံ့တဲ့လမ်းစဉ်လို့အထင်မြင်လွဲမှားတတ်ကြပါတယ်ကြမ်းမဖက်ဝါဒဆိုတာအင်္ဂလိပ်လို non violence လို့ခေါ်ပေမဲ့ပါဠိလိုတော့အဟိန်တလို့ခေါ်ပါတယ်ဒါဟာမငြင်းဆဲခြင်းလို့အဓိပ္ပာယ်ရပါတယ်လူများစုဟာကြမ်းမဖက်ဘူးဆိုတာကိုဘာမှပြန်မလုပ်ဘဲငြိမ်ခံနေတာလို့ထင်ကြတယ်ဒါဟာလုံးဝကိုမှားပါတယ်ကြမ်းမဖက်ဝါဒဟာတက်ကြွတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်ဒါကိုကျွန်တော်တို့အပိုင်း၃ပိုင်းခွဲကြည့်လို့ရပါတယ်ကာယကံအနေနဲ့တစ်ဖက်လူကိုရုပ်ပိုင်းဆိုင်ရာနာကျင်အောင်မလုပ်တာဝစီကံအနေနဲ့အမုန်းစကားတွေဆဲဆူမှုတွေနဲ့စိတ်ဓာတ်ကိုမချိုးနှိမ်တာမနောကံအနေနဲ့တစ်ဖက်လူပေါ်အာဃာတမထားပဲသူ့ရဲ့လုပ်ရက်ကသာမှားယွင်းကြောင်းကိုမေတ္တာနဲ့ထောက်ပြဖို့ကြိုးစားတာတွေဖြစ်ပါတယ်။ကျမ်းမဖတ်ခြင်းရဲ့ရည်ရွယ်ချက်ကရန်သူကိုဖျက်ဆီးပစ်ဖို့မဟုတ်ပဲရန်သူရဲ့အမြင်နဲ့နှလုံးသားကိုပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။ဒီဝါဒကိုကဘာကသိအောင်လက်တွေ့ပြခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေကိုကြည့်အောင်မဟာဓမ္မဂန္ဒီကအမှန်တရားရဲ့စွမ်းအားလို့ခေါ်တဲ့လမ်းစဉ်ကိုသုံးခဲ့ပါတယ်။သူဟာဗြိတိရှတွေကိုလက်နက်နဲ့မတုံ့ပြန်ပဲညှင်းဆန်မှုနဲ့တုံ့ပြန်ခဲ့ပါတယ်။စားတိုက်ပွဲမှာဗြိတိရှတွေကရိုက်နှက်နေပေမဲ့အိန္ဒိယပြည်သူတွေကကြမ်းဖက်မတုံ့ပြန်ပဲရှေ့ဆက်တိုးခဲ့ကြတယ်။ဒီမြင်ကွင်းကကမ္ဘာမီဒီယာတွေပေါ်ရောက်လာတဲ့အခါဗြိတိရှအစိုးရဟာကိုချင်းတရားပိုင်းအရလုံးဝရှုံးနိမ့်သွားခဲ့ရပါတယ်။နောက်ထပ်တူကတော့မာတင်လူသာကင်းဂျူနီယာဖြစ်ပါတယ်။အမေရိကန်မှာလူမဲအခွင့်အရေးအတွက်တိုက်ပွဲဝင်တဲ့အခါကင်းကအကြမ်းမဖက်ခြင်းဟာစိတ်သက်ကြန့်ခိုင်သူတွေအတွက်ပဲလို့ပြောခဲ့တယ်။သူကအမုန်းတရားကိုအမုန်းတရားနဲ့မတုံ့ပြန်ပဲအမောင်တူကိုအလင်းနဲ့ပဲဖယ်ရှားနိုင်မယ်လို့ယုံကြည်ခဲ့သူပါ။ဒီနေရာမှာမေးစရာရှိတာကသူတို့တွေကကြောက်လို့မတုံ့ပြန်တာလား။မဟုတ်ပါဘူး။သူတို့ကတေခံမှုထိတတိရှိပေမဲ့တစ်ဖက်လူကိုတတ်ဖို့ကိုတော့ညှင်းဆန်ခဲ့ကြတာပါဒါဟာအမြင့်မြတ်ဆုံးသောတတိပဲဖြစ်ပါတယ်အကြမ်းဖက်ဝါဒမှာနီးပြူဟာတွေရှိပါတယ်ပူပေါင်းဆောင်ရွက်မှုရပ်ဆိုင်းခြင်းဆိုတဲ့မတရားတဲ့အမိန့်တွေကိုမနာခံခြင်းအလုံးမစင်ခြင်းတပိတ်မှောက်ခြင်းဆိုတဲ့မတရားမှုကိုထောက်ပံ့နေတဲ့စီးပွားရေးရန်တရားတွေကိုငွေကြေးအရာဖြတ်တောက်ခြင်းဂျာဝင်နောက်ဆက်ခြင်းဆိုတဲ့ငြိမ်းချမ်းစွာလမ်းပေါ်ထွက်ခြင်းထိုင်တပိတ်လှုပ်ခြင်းတွေဖြစ်ပါတယ်။သူတေသနာတွေအရအကြမ်းမဖက်တဲ့လူလှုပ်ရှားမှုတွေဟာအကြမ်းဖက်တဲ့တော်လှန်ရေးတွေထက်နှစ်ဆပိုပြီးအောင်မြင်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့အကြမ်းမဖက်တဲ့အခါမှာကလေးလူကြီးအမျိုးသမီးအလွှာဘောင်းဆောင်ကလူတွေဟာကြောက်ရွံ့မှုမရှိဘဲပါဝင်လာနိုင်လို့ဖြစ်ပါတယ်။အခု podcast ကိုနားထောင်နေတဲ့မိတ်ဆွေတို့ကကျွန်တော်ကနိုင်ငံမှလည်းမဟုတ်ဘူးတော်လိုင်းကောင်းဆောင်လည်းမဟုတ်ဘူးကျမ်းမဖတ်ဝါဒကကျွန်တော်တို့ဘာသုံးကြမှာလဲလို့နေနိုင်ပါတယ်တကယ်တော့ကျမ်းမဖတ်ဝါဒဟာကိုယ်အိမ်ထဲကနေစတင်နိုင်ပါတယ်ကိုယ်အိမ်သူအိမ်သားတွေနဲ့စကားများတဲ့အခါဘောဓကိုထိချုပ်ပြီးနားလည်မှုပေးဖို့ကြိုးစားတာဆိုရှယ်မီဒီယာပေါ်မှာကိုယ်နဲ့အမြင်မတူသူတွေကိုဆဲဆူတုံ့ပြန်မဲ့အစားရင်ကျေးစွာညှင်းခုန်တာကိုယ်ပေါ်မကောင်းတဲ့သူကိုတော့အာဃာတမထားပဲခွင့်လွှတ်နိုင်အောင်ကြိုးစားတာဒါတွေဟာ
အချမ်းမဖတ်ခြင်းရဲ့အခြေခံအုတ်မြစ်တွေပါပဲကဘာကြီးငြိမ်းချမ်းမှုဆိုတာလူတူးချင်းစီရဲ့နှလုံးသားငြိမ်းချမ်းခြင်းကနေစတင်ရမှာမဟုတ်လားအချမ်းမဖတ်ဝါဒဟာလမ်းဆုံးမဟုတ်ပါဘူးလမ်းစဖြစ်ပါတယ်မြစ်တာရဲ့စွမ်းရည်နဲ့အချမ်းမဖတ်လမ်းစဉ်အပိုင်း2မှာတော့ပိုပြီးလက်တွေ့ကျတဲ့စိတ်သက်ရေးရာတိုက်ပွဲဝင်မှုနဲ့ဘောဓကိုအသွင်ပြောင်းခြင်းအကြောင်းကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်မုန်းတရားတွေပြည့်နှက်နေတဲ့ဒီကမ္ဘာမှာမေတ္တာနဲ့အသိဉာဏ်ကိုလက်နက်သဖွယ်သုံးစွဲနိုင်ကြပါစေလို့ဆုတောင်းရင်းဒီနေ့ရဲ့ဆွေးနွေးမှုကိုဒီညနဲ့ပဲရပ်နာခွင့်ပြုပါခင်ဗျာနားဆင်ပြီးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဒါရအေးချမ်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်ကတော့ချစ်ရှိဦးပါ